ုံးကန်ကြီးမသူဖြစ်လို့3000တန်းဗရမများလက်စွပ်ကြီးကိုလက်ဆောင်ရရှိခဲ့တဲ့စမ်းရည်မိုးကသူ့ပွဲတွေမှာရွှေနဖူးစီစိန်လက်စွပ်နဲ့တံပိုးကြီးလက်ဆောင်တွေကိုမကြာခဏရရှိလေ့ရှိပြီးတော့သူ့ရဲ့မွေးနေ့မှာတော့အထူးလက်ဆောင်တစ်ခုကိုရရှိသွားခဲ့ရကြောင်းတပင်ချစ်သူတွေကပါဇက်အဟောင်းသားဖြစ်သွားစေခဲ့ပါတယ်သူ့ရဲ့မွေးနေ့မှာ3000တန်းဗရမများလက်စွပ်ကြီးကိုလက်ဆောင်လာပေးသွားတဲ့သူကမတ်တီတာဖြစ်ပါတယ်။မတ်တီတာကမင်းသားလေးစမ်းရည်မိုးရဲ့ဇက်တပင်အပေါ်ထားရှိတဲ့ဇွဲလုံးလာစူးစမ်းမှုတွေကိုအမြဲတမ်းဝန်းရံအားပေးနေတဲ့အမာခံပရိသတ်ဖြစ်တဲ့အပြင်မဲအောင်ဗလာပုံစံနဲ့ကပြတင်ဆက်ပုံကိုအလွန်သဘောကျခဲ့ရကြောင်းဗရမများ3ကလပ်နဲ့စိန်တွေစီချဲချန်ရန်ထားတဲ့3000တန်းဘိုးရှိတဲ့လက်စွပ်ကြီးကိုလက်ဆောင်ပေးလိုက်တာပါ။ရွှေမြန်မာလူကြီးတွေရဲ့အယူအဆအရဗရမများကတန်ဖိုးကြီးကြောင်းမြတ်တစ်ခုတည်းမကပဲပိုင်ရှင်ရဲ့ဖုံးကန်တဲ့အရှိန်အဝါကိုအစမတန်တိုးပွားစေတတ်တဲ့ယတနာမြတ်ဖြစ်ပါတယ်။ဖုံးကန်ကြီးရဲ့သူတွေထံကိုတန်ဖိုးရှိတဲ့ယတနာတွေရောက်လာတတ်တဲ့ဆိုတဲ့အတိုင်းဗရမများကြောင်းမြတ်ယတနာကဝိစင်သူကိုရန်သူဘေးကနေကောက်ွယ်ပေးနိုင်တဲ့အပြင်အောင်မြင်မှုဩဇာတိတ်ကမာနဲ့ဖုံးတကုအရှိန်အဝါကိုမြင့်တင်ပေးနိုင်တဲ့စွမ်းပကားရှိတယ်လို့ယုံကြည်ကြပါတယ်။3000တန်းဗရမများလက်စွပ်ကြီးကိုမင်းသားလေးစမ်းရည်မိုးဝစ်စင်ခွင့်ရလိုက်တဲ့အချိန်ကနေစလို့သူ့ရဲ့အရှိန်အဝါကရခင်ကတက်ပုံမခန့်ညားထည့်ဝါလာတော့မယ့်အပြင်ပွဲကြီးပရိသတ်တွေရဲ့အလေးအမြတ်ပြုမှုချစ်ခင်မှုတွေကိုပုံမရရှိလာစေတာကကြောင်းမြတ်ယတနာရဲ့ဖုံးအရှိန်အဝါတိုးပွားစေမှုလေးဝက်ချက်ဖြစ်ပါတယ်။မွေးနေ့ပွဲမှာချစ်ခင်ရတဲ့ပရိသတ်ထံကနေ3000တန်းဗရမများလက်စွပ်ကြီးကိုလက်ဆောင်ရခဲ့တဲ့စမ်းရည်မိုးကယတနာတွေချန်ရန်ထားသူလေးဖြစ်သွားပါပြီ။စမ်းရည်မိုးကအခြားမင်းသားတွေထက်တကယ်သာလွန်သွားခဲ့ပြီလားဆိုတော့အမြင်လေးတွေကိုပြောပြခဲ့ပါဦးရှင်